နောက်တစ်ခုကငွေချင်းနဲ့ပတ်သက်တော့ဖះကဆင်းရဲသလားဖះမဆင်းရဲဘူးတချို့ဂျိုတွေဆိုရင်စိန်နေပြီပဲတချို့ဂျိုတွေဆိုရင်ရွှေတွေပဲဒါတော့ဖះရဲ့နာမခင်ဗျားတို့နေခင်ဗျားတို့ဘာဖြစ်လာမလဲချမ်းသာလာမကြွယ်ဝလာမ idea တွေရလာမယ်နော်ဖះခင်ဗျားတို့ idea တွေပေးလာမယ်ကြွယ်ဝခြင်းချမ်းသာခြင်းခံစားလာမယ်ဆိုတော့အားလုံးကအကောင်းကြီးဖះနာမတော်လို့ရှိရင်အဆိုးဆိုတာမရှိဘူးစာတန်ကကိုယ်ဒုက္ခပေးခြင်းလို့အဆိုးတွေပို့ပြီးဒုက္ခပေးတယ်ဆိုရင်တော့မှအဲ့ဒီအဆိုးတွေကိုဘုရားအကောင်းလုပ်ပလိုက်မယ်။တမန်ကျမ်းစာထဲမှာကြည့်လိုက်။ညီကိုတွေကယောသက်ကိုမနာလို့ကြောက်တွန်းပြီးတော့ဒုက္ခရောက်အောင်လုပ်တဲ့ခါမှာအဲ့ဒီသူတို့ဒုက္ခရောက်အောင်လုပ်တဲ့ဥစ္စာတစ်ခုတိုင်းစီတို့ဟာဒီယောသက်ကောင်းစားဖို့အတွက်ကိုဖြစ်အောင်ဘုရားသုံးတော်တော်တွေ့ရတယ်။နောက်ဆုံးမှယောသက်ကအီဂျစ်မှာဒုတိယဘုရင်ဖြစ်သွားတယ်။အဲ့ဒီအထိချင်းမြောက်ခြင်းခံရတယ်။နော်ဒါကြောင့်မို့ဒီမှာနားထောင်တဲ့ချစ်တော်ညီကိုမောင်နှမတို့ဘုရားနဲ့အချိန်ယူဖို့လိုတယ်နော်။ဘုရားနဲ့အချိန်ယူတာနဲ့ဘုရားเจ้าမှာသွားအချိန်ယူတာနဲ့လည်းမတူဘူးကွာနော်ဘုရားเจ้าမှာသွားအချိန်ယူပြီးတော့ခင်ဗျာဘုရားကိုပဲအချိန်အာရုံစိုက်နေတော့အကြောင်းမဟုတ်ဘုရားเจ้าမှာသွားပြီးတော့ခင်ဗျားတို့အဝိစားလှတာသွားပြမယ်နော်ဟောအစားသွားစားမယ်လူတွေတယောက်နဲ့တယောက်နဲ့ဟိုတွေ့ချင်လို့ခင်ဗျားတို့သွားမယ်ဘုရားရှိမှခင်ဗျားတို့စိတ်ရောက်တာမဟုတ်ဘုရားเจ้าရောက်တာဘုရားရောက်တာမဟုတ်ဘုရားเจ้าနဲ့ဘုရားနဲ့ကမတူဘူးတခြားစီပဲဘုရားကျောင်းသွားတယ်ဆိုတာနဲ့ဘုရားရှိကိုသွားတယ်ဆိုတာနဲ့ကလုံးဝကိုကွယ်ကွာခြားတယ်မိုးနဲ့မြေလိုကွာခြားတယ်နော်ဘုရားကျောင်းကဘုရားမဟုတ်ဘူးဘုရားကလည်းဘုရားကျောင်းမဟုတ်ဘူးအဲ့တော့သိဖို့လိုတယ်နော်ဘုရားကျောင်းသွားပြီးတော့တခါလဲဟိုဘုရားကကိုယ်အိမ်မှာနေပြီးတော့လည်းသွားလို့ရတယ်တချို့ဘုရားကျောင်းတွေမှာလည်းသွားလို့ရတချို့ဘုရားကျောင်းဒီမှာဘုရားနဲ့တကယ်အချိတ်ဆက်မိတဲ့နေရာတွေမှာလည်းသွားလို့ချင်တယ်ဘုရားတွေ့နိုင်တယ်ဆိုတော့ဘုရားကျောင်းသွားမှဘုရားကိုတွေ့တာမဟုတ်ဘူးအိမ်မှာနေမှလည်းဘုရားကိုတွေ့တာမဟုတ်ဘယ်နေရာမှာဆိုကိုယ့်ရဲ့စိတ်က focus လုပ်ရင်လုပ်တယ်လို့ဘုရားကိုတွေ့နိုင်တယ်အဓိကပြန်ဆန်းစစ်မှာငါရဲ့စိတ်ကဘယ်လို focus လုပ်ထားတယ်လဲဒါကိုပဲပြန်ဆန်းစစ်ဘုရားအိမ်မှာဓမ္မနေတယ်ဓမ္မကျမ်းစာမှာဘုရားခင်ဗျားတို့ရဲ့နှုတ်မှာရှိတယ်ခင်ဗျားတို့စိတ်နှလုံးသားထဲမှာရှိတယ်အိမ်မှာဓမ္မနေတယ်ကောင်းကင်နိုင်ငံတော်ခင်ဗျားတို့ရဲ့ဒီဝိညာဉ်ထဲမှာရှိတယ်ဒါကြောင့်မို့ဒီမှာနားထောင်တဲ့ညီကောင်မတွေအဓိကမှတ်ရမှာကဒီနေ့အချင်းချုပ်အပြင်ပြောချင်တဲ့ဥစ္စာဘုရားနဲ့နေတဲ့ခါမှာအိုချင်းနာချင်းတည်ချင်းကရောကင်းဝင်မယ်နော်အိုချင်းနာချင်းတည်ချင်းကနေကင်းဝင်မယ်ကိုကဒီနေလေးနဲ့သွားရင်သွားနိုင်တယ်လို့ထိရောက်မှုရှိတယ်အဓိကတော့ကိုယ့်ရဲ့ revelation မှန်ကန်ရဖို့ပဲအဲ့တော့တီးဖို့လိုတယ်နော်ရောက်တိုင်းပြသခင်ကောင်းကြီးပြပါစေအာမင်